မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့မြန်မာနိုင်ငံဆိုင်ရာဗြိတိရှတန်မတ်ကြီးတို့မြန်မာနိုင်ငံမှာဆောင်ရွက်နေတဲ့ကြေးရွာဖွံ့ဖြိုးရေးစီမံကိန်းကိုတွားရောက်လေ့လာခဲ့ကြပါတယ်။ခွန်ဘတ်တာသတင်းပေးပို့ထားပါတယ်ခင်ဗျာ။မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ဗြိတိတန်မတ်ကြီးတို့ကမကွေးတိုင်းမြို့နယ်ကပေပင်တိုက်ကြေးရွာနဲ့ကြည်ကြီးကြေးရွာတွေကို NGO တစ်ခုဖြစ်တဲ့ The Adventist Development and Relief Agency ADRA လှုပ်ထားတဲ့ကြေးရွာဖွံ့ဖြိုးရေးအစီအစဉ်နဲ့ကြေးရွာရေရရှိရေးအစီအစဉ်တို့ကိုတွားရောက်ကြည့်ရှုခဲ့ကြတာဖြစ်ပါတယ်။စီးရဲမှုနဲ့နေသူကရုံးကန်နေရတယ်ဆိုကျွန်တော်တို့နားလည်ပါတယ်။အဲ့ဒီလိုစီးရဲခြင်းကနေပြီးလွတ်မြောက်ဖို့ဆိုတာကိုယ်တိုင်နဲ့ရုံးကန်ခြင်းနဲ့စိတ်ရှိရမယ်။ပြင်ပလည်းကုညီခြင်းနဲ့စိတ်ရှိရမယ်။အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်ရုံးကန်နဲ့ကြိုးစားတယ်ဆိုရင်ပြင်ပလည်းကုညီခြင်းနဲ့ထောက်ပံ့ခြင်းနဲ့စိတ်တွေကပိုတော့များလာမှာပါ။ ADRA အဖွဲ့ဟာကမ္ဘာနိုင်ငံပေါင်း100ကျော်ကလူမှုကူညီရေးလုပ်ငန်းတွေလှုပ်ဆောင်ကူညီနေတဲ့အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။အဲ့ဒီကြေးရွာတွေမှာရေရရှိရေးစီမံကိန်းတွေပါဝင်အသက်မွေးဝမ်းကျောင်းဆိုင်ရာတွေဖြစ်တဲ့အချုပ်လုပ်ငန်း၊ရက်ကန်လုပ်ငန်း၊မုတ်မျိုးစုံလုပ်ငန်းနဲ့ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်းစတဲ့နည်းပညာပိုင်းဆိုင်ရာလုပ်ငန်းတွေကိုလည်းအကူအညီပေးနေတာဖြစ်ပါတယ်။ဒါမိပါပဲလေ။ဝင်းနဲ့လွဲမမှုတာပဲဒါအမေအရင်လိုပဲအဲ့ဒီခရီးစဉ်ကိုကြိုတင်မကြေညာထားပေမဲ့ညောင်ဦးမြို့နဲ့ပခုတ်ကူမြို့တွေမှာလူထောင်နဲ့ချီပြီးကြိုဆိုခဲ့ကြပါတယ်။နိုင်ငံရေးခရီးစဉ်မဟုတ်တဲ့အတွက်မိခွန်းပြောကြားခြင်းတွေမပြုခဲ့ပါဘူး။ဒေသခံတွေကတော့ဒေါ်ဆန်းစုကြည်ကျမ်းမာပါစေကြောင်းနှုတ်ဆက်ခဲ့ကြသလိုလက်ကမ်းကြိုဆိုတာတွေပန်းစည်းပေးအပ်တာတွေလည်းလှုပ်ဆောင်ကြိုဆိုခဲ့ကြပါတယ်။ဒီခရီးစဉ်အတွက်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်တွေဒေသခံရဲတပ်ဖွဲ့တွေရဲ့ပါလုံခြုံရေးယူပေးပြီးညနေပိုင်းမှာရန်ကုန်မြို့ကိုပြန်ရောက်ခဲ့ပါတယ်။ကျွန်တော်ခွန်မတာပါ။